အားလုံးပဲမင်္ဂလာပါ မင်္ဂလာပါဒီနေ့ကတော့စားမယ် တောက်မယ် ကြိတ်မယ် ကြိတ်မယ်โอเค ဝိုင်းရင်ငှက်လိုက်မယ်နော် โอเค 2030ပေါ့နော်2030ရဲ့မီနူအစ်စ်လေးတွေကိုမကရက်တို့3ယောက်စားပြမှာဖြစ်ပါတယ် ဟုတ်ကဲ့ ဒီနေ့ကတော့ဟိုလောက်မှာပေါ့စားတော့တွေကို စားမယ်တောက်မယ် ဒါတော့2030ရဲ့ selection ပေါ့ ရာစင်ဒီချမ် ဟိုဟာ ဝကွိုင်းဖြစ်ပါတယ်ဝကွိုင်း ချင်းဝိုင်း ချင်းဝို ဝို င် င်း ဟုတ်ချင်းဝိုင်လေးပါစပြည့်ဝိုင်ပေါ့နော် ချင်းဝိုင်း နင်စားလိုက်တော့မရမ်းစားခြင်းနေ စားလိုက်တော့ ရမ်းစားခြင်းနေပြီရတော့ ရှင်းနေပြီ ဝိုင်လေးကိုတော့ချဲရအောင်တော့ပြင် okay ဒါစားခြင်းနေဒါ စားချင်လိုက်တာ ပြောင်းဘူး cheese cheese နဲ့နော် ပြောင်းဘူး အဲ့စားချင် ဟုတ်လား cheers လုပ်မယ် ဆရင်ချက်စရာစားပြမယ် လေရအောင်ရှင်းကနေတက်သွားတယ်နော် ပြီးတော့ချစ်ချင်းလေးနဲ့နော် ချူချင်းကဲ မမဝိုင်း ချစ်လေးဟုတ်တယ် စပြည့်ဝိုင်ဟုတ်တယ်သူက ချင်းစောခါသီးဝိုင်းဒီလိုမျိုးရရတယ်နော် อืม စားချင်နေပြီဘာတွေလဲဒါတွေက ဒါကတော့ဒါကတော့ပေရှုထမင်းကြော်ပေါ့မြန်မာ အော် ခေါ် ပရှုတမင်းကျော် ပေရှုထမင်းကြော်နည်းနည်းလေးရောဆက်တယ် နည်းနည်းဆက်ပိုင်းဟော ဒါကြောင့်ထမ အ င်း ဆက် လေး လျှော့ပြီးမှလို့လည်းရတာ ရပါပေါ့ โอเค ဒါကြောင့်ထမင်းလေး တမင်းလေးဆူ ရှီ ရှီ ဆူရှီပေါ့ဒါသူများဆိုင်တယ်တော့မတူ အော်ဟဲ့လားဘာမတူတာလဲမ ကျွန် သိ တော်တို့ကြောင့်သူများဆိုင်တော့နှမ်းနေပါမတူကျွန်တော်ကြောင့်နှမ်းမဲကိုတုံးထား အော်နှမ်းမဲသုံးတာ ပူစားလို့အဆင်ပြေအောင် ပိုစားလို့စိတ်တာပေါ့နော် ညာ ဆူရှီတော့တည်တယ်ဆူရှီတော့တည်ဒါကဘာကြီးတော့ ဒါကငါးကောင်းဟင်းညိုငါးကောင်းဟင်းညိုမှာဟိုဘယ်လိုပြောမလဲနည်းနည်းချင်းကန်ဇက်ဖက်လေးသွားတယ် အော်မြင့်လဲပါရင်နော်ဟုတ်လား ဒီကောင်ကြတော့ဘယ်လိုတောက်မလဲဆိုတော့ကျွန်တော်တို့ဝိုင်လို့ပါလို့နဲ့တောက်မယ်ဆိုလဲအဆင်ပြေ ဝါ မူးနေတဲ့အချိန်အချင်းအဆက်ဟက်လေးနေဆို အော်နေရချင်း နေရချင်းဝေးလေးနဲ့ပါ အဲ့ဆို ဒါကကြတော့အမဲရိုးစပြုတ် ဟိုအားရှိတာပေါ့ အမဲရိုးစပြုတ်မှာဒီကောင်ကကြတော့နည်းနည်းအဆက်ဟာတာနည်းနည်းလေးပဲထည့်တာအများထည့်ပြီးတော့တောက်လိုက်ရချိန်ကန်ဇက်ပုံစံမျိုးနဲ့အားရှိတာပေါ့ဟိုကဘယ်လိုပြောရမလဲနေမကောင်းတဲ့သူတို့ဘာလို့ဆိုစားရင်ပို့ပြီးတော့အားပို့ရှိတယ် မဲရိုးဆိုပဲ तू ခုတွေ့တာဥတွေပါတွေ့ရနော်ဥတွေပါပါလာသူထူချတာပါလေလည်းမသိဘူးအရတာလေးရရော तू သူကအရသာလေးကြောင့်ပြောတယ်နည်းနည်းချိန်ကန်ဇက်လေးပဲပြောသွားတာ တောက်လို့ကောင်းတဲ့မယ်လေးပေါ့ဟုတ် ဒီကောင်ကကြတော့ဟို အားရှိတာပေါ့ ဒီကောင်ကလက်ဖက် ဟုတ် လက်ဖက်ပြောင်း ကျမတို့မိန်းကလေးတွေအကြိုက် ဟုတ်ကဲ့ဆက်လေးဖြစ်မယ် ချစ်ဆက် ချင်းဆက်လေးပစုံကြောက်လေး ပေါ့ တားပါလေ ဒီကောင်ကကြတော့ရှမ်းရှမ်းအောင်ဖြစ်တယ်ချင်းရိုးရဟိုငြုတ်တီထောင်းတယ်ဆက်လို့ရကော်ပီတစ်ခွာတီ โอเค အဲ့ဒါ ညူတီထောင်း 3မျိုးလေးပုံစံ ဟုတ်တယ်ဟုတ်တယ် ဒီကောင်ကကြတော့ဘာကာပေါ့ ဟုတ်ဟုတ်ဟုတ် ရိုးရှင်းပါရဲ့ ကြက်ကြားလား စက်သားပြားကြော်နေစက်သားပြားကြော်နေကျွန်တော်တို့ကိုယ်တိုင်လှုပ်ထားတဲ့ sauce နဲ့ အော် အဲ့လို အော် sauce ကိုဘာတာကိုလုပ်ထားတာအော် ကြက်သားဝတ်သားလဲသားလို့ သုံးမျိုးလုံးရတယ်ခင်ဗျ ဘာကအဓိကအသက်က sauce ပဲလေနော် ဟုတ်တယ်ခင်ဗျ အဲ့ဆိုတော့ဒီ sauce ကရေးကြည့်ရဆိုတော့ ဒီကောင်ကကြတော့အချိုပွဲရောကလေးပိုကြိုက်လောက်မှာကျွန်တော်ဘယ်လိုပြောမလဲ cheese ကိုမှပြောင်းမှုရယ်ကျွန်တော်တို့နောက်ပြီးကစုံဥရယ်ကစုံ အော် ခဲ ပစုံလည်းပါလား ကစုံရယ် အဲ့ကြောင့်ရင်းစားလို့ကောင်းတာ ဟိုဆိုကလေးတွေကြိုက်တယ်ဆိုတော့ဒီကကလေးဆိုတော့ ကလေးလေးတွေကြိုက်ကြမှာ ဒါ ပေါ့နော် ဒီကလေးအတွက် အာ ဒါ ဒီကလေးလေးတော့ အဲ့ကြတော့ကျွန်တော်တို့ဒီဘက်ကြတော့ကြက်ရည်ကုန်ကြော်ဒီဘက်ကြတော့ကြက်သားကြော်ပဲ အော်ကြက်ရီခွန် ကြက်ရီခွန်းနဲ့ကြက်သား ကြက်သားနဲ့ ပကံလေးလဲလာတယ် ဟုတ်တယ်ဒါဘာကြီးလဲ ကျွန်တော်တို့ဒါ ထောင်းလားအဲ့ဟုတ်ပါဘူးအာလူထောင်း ဒီကောင်ကကြတော့အာလူမှာကျွန်တော်တို့မြုပ်ကောင်းနဲ့နည်းနည်းစက်ပိုင်းသွားတယ်ဒီကောင်ကကြတော့ရိုးရိုးရှင်းရှင်းပါပဲဟိုချီလီဆော့နဲ့ဟိုစားနေပဲ ဟော ဒီကောင်ကကြတော့ cheese နဲ့အာလူနဲ့ အာလူနဲ့ ဒီကောင်ကကြတော့အာလူနှပ်ပြီးတော့ထောင်းတဲ့ပုံစံမျိုးပေါ့ထောင်းပြီးတော့ကျွန်တော်တို့ပန်လေးနဲ့တခြားပြန်နှပ်ပြီးတော့ဒီဟိုစီလေးဖြူတာ အာလူ collection ပေါ့ အာလူ collection မိုက်တယ်ဒီတပွဲတဲ့နဲ့လေး လေးမျိုးစားရတယ်ရတာလေးမျိုးနော် ဒါလဲ sushi ပဲ ရှိပဲ ဒါကဝိုင်းလား ဒါကြောင့်ကျွန်တော်တို့ရိုးရဝိုင်ပေါ့ အော်ဟုတ်ဒီဆိုင်ရဲ့ signature signature ဒါပါလား ဝိုင်း အာ ပါ ဖယ်သေးဖြော်ရပါ ဖယ်သေး ဝါတာမယ်ရ တမောတိပြေမဟုတ်ဘူးနော် ဒီကနေ့ Okay အဲ့လိုပါ စ လား ကြည့်မယ် ဆက်ချက်မယ်ဆိုတော့ စားကြမယ်ကောင်းကောင်း ဒါစားအရင်စားကောင်းတယ်မနီမှာသူ့လို့နော်အဲ့လိုလို့ โอเค Thank you အရင်ကောင်းတယ်ဒါအရင်ကြိုက် ရ
ဟုတ်တယ် မိခင်ကိုအရင်ထည့်ပေးမယ် မိခင်ပြပါလား တို့ထိုင်မိခင်တငယ်စားမိခင် ငါလည်းငါလည်းစားကြည့်မယ်ငါလည်းဘာတော့ စားစားဒါအာလူဒါ cheese net cheese အာလူ နော်စားချင်နေပြီအရင်စားချင်နေပြီ ကောင်းတယ် ဆိုတော့ cheese ပါ တော်တော်ကောင်းတယ်ဒီဟာ ဆက်ဆက်ချူချူလေးနော် ဟုတ်တယ်ပြီးတော့ဗါလဲဟိုလေကစွန်းဦးရဲ့အရသာလေးလည်းရတယ်နော် ရတာလေ အဲ့ကြောင့်အချူလေးပုံများညာ အဲ့တော့ငါတို့လိုကလေးတွေကပူကြိုက်တာအချိုးကြီးဆိုတော့လေ ကလေးလေးကလေးလေးကလေးလေး ခလေးလေးဟုတ်တယ်ဟောလိုက်တာငါကောင်းဟာကဲကြည့်နေစားကြည့်ပြရမယူ ကောင်းရ စာ မကြည့်တော့ နည်းနည်း ကောင်းဆူရှီမြင့်ကြည့်မယ်နော် โอเคမမီနဲ့လေးစားလိမ့် စားမယ်ဒါပေမဲ့အရသာရင်မြင့်ကြည့်မယ်လေငါဆူရှီထမင်းလေးပေါ့နော် ငါကောင်း ညို့တက်လေမြင့်ကြည့်မယ်ဟုတ်ကောင်းလား ကောင်းလိုက်တာ ဒီမရှိမရှိရ ရှိ ဒီ လား ကောင်းနော် ဘလို့နေလဲရတာ ကောင်းမဲတယ် TV နေရတာ ဆက်ဆက်ရနေခမဲကလည်းနည်းချက်တယ်လေနည်းပါတော့လေစားရမအီဘူး သူရဲ့ sauce နေမှာနော် ငါပြန်စားလိုက်မယ်ရမ်းကြိုက် ဒါရမ်းကြိုက်တာပဲ ပြီးတော့ ဆယ်မပေးပါလေ စမတ်ပေးပါလေ အမတ်တရားထဲမှာဆယ်မ စ ပေး မတ် ပါ ပေး လေ ပါလေနင်ဒီထဲမှာစပလင်ထဲလား ဟမ် ဟုတ်လား စပလင်ထဲလား ထဲ့မယ်ချင်းတယ် ကျုပ်ဥဂုံငုံဥကိုအခွန်ခွာပြီးထဲလားအခွန်မခွာ ဟော ပြီး ပါ ထဲလား ဒါလည်းတော့ကြည့်မယ်ဆယ်ရတော့နော်တိတ်မမီလို့လေဆယ်တော့ငါအမဲရိုးစပြုတ် အမေကိုစွတ်ပြုတ်တောက်ချင်နေတာ တော့အားရှိ လက်ဖက်နဲ့ပြောင်းဘူးတောက်တာလားဝင်းနေရော တံပူတော့ ဝင်းနေရော ဟာအရင်ကောင်းတယ် ညုတ်တီး တ လေး ကယ်အားရှိမှာလားလေ သူကြနေ sorry နေမကောင်းတဲ့လူတွေဆိုရင်လေအရင်အားရှိမှာနော်ဒီကောင်က ဒါမင်းကလေးကြိုက်နော်တကယ်ကျင်ကဆက်လေ ငါတော့အမဲရိုးစပြုတ်အရင်ကြိုက်သွားပြန်ပြီအမဲသားလေးအား အသားတော့တိတ်စားလို့တော့ဟိုမဖြစ်ဘူးဘာလို့ဆိုအယိုးတွေပဲဆိုတော့လေအယိုးကိုပြီးတော့ ပြီးတော့အရသာ ဟုတ် ရှိ တယ် sorry ငါဇွန်းပန်ယူထားလို့ ဒီ ဖြစ် ကြည့် ညမှာဖြစ်ဘူး အရင်များတော့လေဘာစားလို့စားမှမသိတော့ သူကချင်းဆက်လေးနော်ချင်းဆက်လေးကိုမှအမဲသားရဲ့နော်အနက်လေးရလေဝေးပြီးတော့နော် နော် နော်မနန်ဟုတ်အနက်လုံးမရ ဟုတ်တယ်ဟုတ်တယ်မနန်ဘူးပြမ ဝေးပြီးတော့လေ တခြားအနက်လေးထွက်တယ်နော် တချို့ရဆိုညီရာတော့ပါ ဒီ လို့ ရ ရှိ တော့ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ် ပြီးတော့သူကဥချမ်းလေးလည်းပါတော့နော်မဲလေးဆိုပြီးကြိုက်တယ် ပြီးတော့ကျွန်တော်တို့ဒီဆိုင်ရပါလဲဆိုတော့ဒီချင်း traditional food ချင်းအစားအစာပေါ့နော် main ကကြတော့ရိုးရာအစားအစာပေါ့ဒါပေမဲ့ကျွန်တော်တို့ဒီ မီနူအတစ်တစ် မီနူအစ်စ်လေးတွေပေါ့နော်တခြားသူငယ်ချင်းတွေတခြားဒီဟိုဟာတိုင်းသားလေးတွေကအစားပေါ့နော်စားလို့ရအောင်ကျွန်တော်တို့ချင်းအစားအစာတိတ်ပြီးဟက်ဆက်လေးတွေကတိတ်ပြီးဒီအဆင်မပြေတဲ့ customer တွေလည်းရှိရယ်ပြီးတော့မှတိတ်မစားနိုင်တဲ့ မစားတတ်ဘူးပေါ့ မ နော် စားတတ်တဲ့ customer တွေလည်းရှိတော့လေဆိုတော့ဒီဆိုင်မှာ request လေးတွေကရှိတော့လေဒီတခြား menu လေးတွေထပ်တိုးပေးပါပေါ့ဆိုတော့ ဒါ ဒီ လေး တခြား menu လေးတွေထပ်တိုးပေးတာပါเนาะ customer တို့အရန်ချစ်လို့ နော် customer စကားကိုနားဆွ နားထောင်လို့နားဆွနားနားထောင်လို့ဆိုတော့ menu တက်ပြီး ဒါပေမဲ့တော့ချင်းမဝေမလို့ချင်းရရရင်ချင်း ကြိုက်တယ်ဟုတ်တယ်ဟုတ်တယ်စပူတီဆိုရန်ကြိုက် တကယ်တော့စာဘူးဒီစားကြတယ် စပူတီဟုတ်တယ် အဲ့မှာလည်းအမဲသားလေးနဲ့ဆိုတော့ အမေထောင်းလေးနဲ့ ဘယ်ရောက်ကောက်ရဒီစက်မှာကောက်ဆိုအမဲထောင်း
အမေထောင်တော့ အရင်ကတည်းက ဒီ ဒါ မှာအမေထောင်မရဘူး အရင်ကောင်းတယ်အမဲထောင်းဒီဆိုင်ရအမဲထောင်းစားပြန်စားကြည့် အမေထောင်တုတ် မဲထောင်းတော့ထောင်းပြီးတော့ပြန်တုတ်ထားအောင် အရန်ရွနေတဲ့အရန်ရွတဲ့အမဲသားကိုမှထောင်းတာသူ့ရဲ့အရွတွေတိတ်ခါတွေအရှက်တွေအကုန်လုံးတေတော့ထောင်းချေပြလိုက်တာ ပြီးတော့မှ ပြီးတော့မှအဲ့ဒါကို ပြန်တုတ်လိုက်တာ အရန်နေဆိုရတဲ့စက်သွန်နေမနဲ့ လက်သွန် ပြန်ပြီးရောပြီးမွေလိုက်တာ အဲ့တော့အရင်ကောင်းမှာစာသေးလက်အုပ်စုတွေရွာနေတဲ့ဟာတွေကောင်းလိုက်တော့ ဟုတ်တယ်ကျော်စစလူးထနေတဲ့ဘာတော့တန်ဖျာတီကိုပြန် ပြန် ပြ ပြ စ် စ် လို လိုက် က်တော့အော်စစလူထားတာတွေရွာနေတာ အကုန်လုံးကြည့်ရော ပေါင်းထားလိုက်တော့ဒါတကယ်စားကောင်းတဲ့ဟာဖြစ်သွားတာ ဒါအာလူထောင်းကိုမှဟိုဟာလေတီကိုစိတ်လေးနဲ့အဲစားကောင်းတယ် ဆွတ်စိတ်လေးပေါ့ ဒီအလူထောင်းကလေတတိယတာတကွာလေကျွန်တော်တို့ဒီချင်းပြည်နယ်ရွာဘက်ဆိုရင်လေအဖေမေတော့ကလေဒီတိုင်းပြုတ်ပြီးတော့မှအလုံးလိုက်လေပြတော့ထောင်းပြီးရဆိုတော့ကျက်ဥလေးတွေနဲ့ထောင်းပြီးတော့မှနော်ညာလို့စားကြတာဒီငယ်တော့ဆိုကျက်ဥလည်းပြုတ်ပြီးတော့မှကျက်ဥရယ်ပြီးတော့မှဒီအာလူရယ်ထောင်းပြီးလိုက်တာကျွန်တော်ရောပြီးထောင်းလိုက် စ တာ ကားများနေတဲ့ထဲမှာငါပွဲနှံ့နေပြီ ဟုတ်ပါညောင်တော့ပြေးလိုက်ပါ ခေါက်ဆဲကြော် ခါစကြော်လေဟိုလေးနော်ရီလေးနဲ့နော်ဆောတမျိုးလေးတော့ချက်ချက်ကြီးဟုတ်ဘူးဘယ်လိုနေလဲမိချင်မယ် တတိယလိုက်တာအလူလေးကိုတတိယရတယ်တယောက်တော့သူတတိယနေတယ်လို့ပဲအဲတတိယမှာပေါ့အာလူပဲကိုအာလူပဲကို ဟဲ့လားအလူပဲလားလက်သွင်းနမယ်ရတယ် အာလူပဲလေလီပဲလေတတိယမှာပေါ့ သိပါဘူး PS နမယ်အလူလား အော်ငါ yes နာမည်အာလူဆိုတော့ဒီ website ဆိုနေအောင်လားအော် ညံကောင်းတယ်အရင်ကြော် ခါစကြော်က မကီဘူးနော် အယူအကြီးလေးနဲ့ဆိုလေ ကောင်းတယ် မင်းလေးနဲ့လည်းစားလို့ကောင်းတယ်ခါစကြော် ဟုတ်တယ်အဓိကထမင်းလေးတွေနဲ့စားလို့ရတယ်နော် ဟာ အခုနမှဘာကဒီဇိုင်နာ shop ပြောအောင်တော့တဲ့ဟိုဈေးဘယ်လောက်လဲတဲ့ ဒီဒီမသိဘူးပြင် ပြီးတော့ဒီပရှုသမင်းညောင်မြည်ကြည့်မယ် အိုးโอเค မီးရတယ်အဲ့ဒါခေါက်ဆဲကြော်မီးဘူးအမေလည်းမြန်မှာခေါက်ဆဲကြော်မကြိုက် ပရှုသမင်းညောင်မြုပ် ခေါက် ပြီး ဆဲ ထော ကြော် င်း ကြ လေး ဆ နဲ့ န်ကြော်မကြိုက်ဘူးဒါပေမဲ့ဒီဟာကြိုက်တယ် ဟုတ်လား อืม ဒီမြုပ်ပြီးထောင်းလေးနဲ့မြည်ကြည့်မယ် โอเค စိမ့်စိမ့်လေးဟာမီးဘူးကောင်းတယ်ဟာကောင်းဟင်းချိုတောက်ကြည့်မယ် အော်โอเคချင်းဆိုင်ဆိုတော့အကုန်လုံးကဆက်ကြတာပဲနော်โอเคပကံလိုက်နဲ့ပဲတောက်ကြတာအားတော့နာပါတယ် ကွန်ထရိုက်ဟို ပြီးတော့ တဲ့လိုချနေပြီ ဟုတ်တယ်ကင်မရာမင်းတွေကိုတော်တော်အားနာပါတယ်တို့လည်းညနေခရီးလာပြီးတော့မှဘာမှမစားရသေးပါ ဒါငါကောင်းမြစ်တွေရော ပြီးရည်စုံမယ် ဒါတော့ကျွမ်းရွက်တွေရောဝက်ရွက်တွေရောမမြစ်ကောပြီးတော့မုံလာဥနီ carrot အင်္ဂလိပ်လိုမသိတော့မြစ်ကပါလေအင်္ဂလိပ်လို I don't know မမင်းနဲ့လေအဲ့လို ဒါပရှုသမင်းညော်ကတော့ဆက်ဆက်လေးပေါ့နော်ပုံမှန်တိုင်းပါပဲပုံမှန်စားနေကြတဲ့ပရှုသမင်းညော်ဆက်ဆက်လေးပါပဲ အာလူလေးအောင်ချက်တာ ကောင်းတယ်ထမင်းနဲ့စားရင်ရှယ်ပဲ အာလူလေးစားကြည့် ကောင်းတယ်တီဟိုစိတ်လေးနဲ့တွဲစားကောင်းတယ် အရာအားရှိမှာပဲ โอเคတော့အားရှိမှာပဲနော် sorry ရတယ်အလေးမှာထိုင်ရတာအတွက်ပဲ ယူပေးဖို့ကော ယူပြီးဖို့ကောင်းလား ထမင်းကြော်တွေကပရှုထမင်းကြော်ရတယ်တချို့ဆိုင်တွေမှာလေအယောင်က နီနီနဲ့ နီလေးနဲ့လေအဲ့လိုလေဒီဟာအဲ့လိုလေးမဟုတ်ဘူး မနေဘူး ဝါဝါလေးပေါ့ ဟိုပါလေးဟုတ်တယ်ကတမ်းဘူးလေးလည်းပါတယ်နော် အဲ့ဒါကမိုက်တယ် ချင်းဆိုင်မို့လို့လားမသိနော်ပြောင်းဖို့တွေကတော့တော်တော်များတယ်နော် များတယ်ဟုတ်တယ်ပြမှုအရန်တော့ရနော် ပြောင်းဖို့ရန်သုံးတယ်ဟုတ်တယ် ကောင်းတယ် ကောင်းလား မဲစပြုတ်တော့ကြိုက်ဆုံး အကြိုက်ဆုံးအမေစုပြုတ်ရယ်ဒီပြောင်းဖို့ cheese ရယ် ပြမှုကျောင်းဘူးချစ်ပြီးတော့ဒီဟာအထောင်းဒီဟာလေး ဒီအထောင်း အဖိုး လက်ဖက်တော့ အဖွားကြီးတော့ လက်ဖက်နဲ့တော့အဖွားကြီးတော့ ပြီးတော့အာလူ collection နဲ့တော့မိုက်တယ် ဟုတ်တယ်အလူ collection လေးကဟုတ်တယ်
တော်မှတ်တယ် တပွဲမှာလည်းရတာ ပွဲမှာရ လေး တာလေးမျိုးစားလို့ရတယ် ဒီဟာကြီးကလည်းရှုပ်စား အေးဖေးလိုက်ဟုတ်တယ် ခဏပြီးမှတော့ ဟုတ်တယ် ဒီကအရင်ခက်ဆွဲကြော်လက်ကြက်တယ် ဘာကကြံသေးတယ် ဘာကာပြီးမှနေခွဲလိုက်တော့ ဟုတ်ပြီအဲ့ဒါ Happy birthday အပေါ်လေးမှာပြောနိုင်ပြီထွန်း ရတယ်လေ ဒါမစားကြည့်ရတယ်ကြက်ရင် အေးဟုတ်တယ်ကြည့်ရင်ဖွင့်တဲ့တန်းတဲ့ကျမ စားကြည့်မနော် ဘူးလဲရှင်လား ကျမတမမစားရဘူး စားကြည့်မယ်ရ ဒါဥပဲလားဒါလည်းဥပဲလား မဟုတ်ဘူးဒါ အမဲဥလားဟုတ်ပါ ဟိုဖြစ်မှာ မဲစာ အကျော်တွေနဲ့ အကျော်ရလားဟိုကောင်းမှတန်နော်ဒါ ကြွကြွရေးပါလေ အဲ့အားကြောင့်အဲ့ကြောင့်ကျမဆိုရင်တော့ အဲ့ဆိုတော့ ချစ်ချစ်ရရလေးတဲ့ စားကြည့်စိတ်စားဟုတ် အချင်းနဲ့ကြည့်ခွန်ကျော်ကတော့ကြိုက်ပြီးတာပဲငါကလေး ကိတ်ချင်အာလူများစားပါတဲ့ ဟုတ်ကဲ့ အာလူ collection စားကြပါဒီဆိုင်မှာလာရင် ဆို recommend ပေးပါတယ်တပွဲထဲမှာလေးမျိုးစားရတာငင်းတိုင်တယ် ရတာလေးမျိုး ငိုစားလို့စားရတာဒီဇွန်နဲ့ပဲကြိုးလိုက်နော် တူပါ အော်အဲ့တူ sorry sorry ကျန်ချင်ဒီကစားကောင်းတယ်ပေါ့ဘယ်လိုလုပ်ရလဲစမ်းတီရောဒီစားစေးများလောက်ထားလားမသိဘူး အဖိုးကြီးတော့စားကြည့် ကျန်ကောင်းတယ်ပြုတ်ပို့တော့ လက်ဖက်ကလည်းလေအေး အဲ့ဒါ ကောင်း လက် လို့ ဖက်ကလည်းအညွန့်လေးနဲ့ထောင်းထားတာတော့ငါလက်ဖက်ညွန့်လေး ဟုတ်တယ်အဲ့လက်ဖက်ဟုတ်တယ်သူဒီတောင်းဘူးနဲ့မဟုတ်ရင်တောင်မှလေသူတို့ဒီလက်ဖက်နဲ့ဒီဘာတော့ညုတ်ဒီစိမ့်နေရယ်သူတို့ငပိနဲ့လေငပိနဲ့အကုန်လုံးထောင်းထားတာသူရဲ့အနှစ်လေ အော်အဲ့ အရန်ကောင်းတာအဲ့အနှစ်သူကိုယ်တိုင်ကအနှစ်ကိုအရင်လောက်တာအနှစ်နဲ့မှတော့ပြန်ရောပေးလိုက်တာ အော်အဲ့လိုလား ပြန်တုတ်ပြီးအဲ့အနှစ်ကလည်းအရန်ကောင်းတာ ရိုးရိုးအပြင်မှာစားနေတယ်လို့မျိုးလေးဒီလားပြောင်းမှုလက်ဖက်တုပ်လေးအဲ့လိုမျိုးမဟုတ်ဘူးတခုခုထိုးချနေဘာမှတော့မသိဘူးပေါ့နော်ဟုတ်အဲ့လို ဟုတ်တယ် ပြီးတယ် င နဲ့ ပိ နည်း ငပိလည်းအကုန်လုံးလေးလေးပါ အဲ့ကစားရတာလေးလေးပပင်းနေတယ်လေကောင်းလိုက်တာ နောက်နေ့လည်းကျွေးနော် ဒါစားမယ်တော့အော်ဒီတော့ကောင်းတော့ပဲပြီးမှကင်မရာနောက်ကမှာအမဲရုပ်ကြိုက်မယ်အမဲရုပ်ကြိုက်ချင်တာချောင်းတယ်ကင်မရာရိုက်တယ်လို့မကြိုက်ရသေးဘူးပြီးမှကြိုက် လက်တွေနဲ့နှိုက်ပြီးတော့ကိုက် အဲ့ဘင်းလေတ냐လောက်ဟောပြန်စားရအောင် ပါ ဒီ စား စ မှာ ကောသမင်းကြီးရယ်စပတူကြီးရယ်အမဲထောင်းပုတ် အားကြမယ် နော် အားကြမယ်အဲ့ဒါစားချင်နေတာ အဲ့ဒါကြတော့အာရပါရလက်နဲ့နေစားကြမယ်ဒီဟာကြတော့လည်း standard ပြောနေကြတယ် standard လေးနဲ့စားရမှာဆိုတော့အစင်ပိတ်မပြေဘူးကြက်မလားခမနောက်ပွဲမှာပဲအာရပါရစားချင်တယ် ငါတို့ဒီဟာတော်တော်လေးကိုကြိုက်သွား ဟုတ်တယ်ငွေရောပဲထပ်ပြီး ပီဇာနဲ့တူတယ် ဟိုဟာလေး ဟုတ် ရှူလို့အဲ့ဒါကြိုက်တယ်အဲ့ဒါလေး thank you ရမ်းစားလို့ကောင်းတယ်နော်သူကနွားနိုလည်းပါရတော့ ဟုတ်တယ် အားကြီး အတော့ရတော့ကောင်းမှာ မနေ့ပြန်ဆိုကိတ်ပြီ ယေး ဘင်းရ ကိတ်ဖို့အရေးတို့အရေး ထက်ကြိုက်ချင်သေးလား ဟဲ့ကိုနေရာပဲကိတ်သေးရလေကျန်တာတွေကိတ်ဖို့လိုသေးရဲ့ အဲ့ဘလို့ ကိတ်ဖို့အရေးတို့အရေး ဒါကြတော့တော်တော် တော်တော်နော် ဟုတ်တယ်ငါတို့ကလေးတွေစီပူကြိုက်တယ်နော် ကလေးလေးကျွေးရ ကလေးလေး ကလေးလေးမိုးအားမငယ်ပါနဲ့လေဒီမှာစားရပြီလေကလေးတွေကပူအားရှိရဲပို့ပြီးတော့ တန်မာရယ် တမ်းပါတယ်ခုခံအားကောင်းတယ် ထောင်းအဲ့ဟုတ်ပါရော ဟမ် ပို့ပြီးတော့နုပြိုတယ် နှုတ်ပြိုတယ်ပို့ပြီးတော့စိတ်ရှိတယ် ဘယ်နေရာမှာလဲ customer ကစတမာတွေပေါ်မှာ ဘယ်စမ်းဆောင်ရေးကောင်းတယ် ဟာဘယ်စမ်းတယ် ဟုတ်လား မသိဘူး အော် ငါ ဥဆောင်တာကောင်းတာတော့ပြောတယ်အမဟုတ်ပြောချင်တာဝင်နေတယ်ဥဆောင်တာ ပြောလေ ပြော ပြောလေစိုးလေပြတော့လေ ရှင်းလေလျှောက်လေ အဲ့လိုဖြစ်နေအရင်
ဟိုဆက်စားရနဲ့လေဘိုက်တောင်တင်းသွားကောင်းနော် ငါရကောင်းတာ ဟိုလေစစ်စစ်လေးချိုလေး စားကြပါဒီဟာလေးဒါလေးဆိုင်မလာစားကြည့်ကြပါ ကောင်းလိုက်တာ အရင်ကောင်းတယ်လို့ဖြစ်တယ် ခုမှလေ တောင်း ချက်စုံကြီးလည်းပိုင်နော် အဲ့ဒါငါနာမည်ပေးလိုက်မယ်ပြောင်းဖို့ပီဇာ ဟုတ်တယ်ပြောင်းဖို့ပီဇာဟုတ်မမဂရက်ဖန်ဆိုပြောင်းဖို့ပီဇာဆိုပြီးလာမှာကြာပါ ကြပါ ကျွန်တော်ရဲ့ fan တွေဆိုရင်တော့လာလာနဲ့ကလေးအစားအစာပေါ့ပြောင်းဖို့ကလေးအစားအစာပေါ့အချူကြိုက်တဲ့ကလေးတွေအတွက်မဆုမြတ်အတွက်ရော စားဖို့ပဲတည်ရစားရတာခုံချမဖိနေပန်လို့ ဟမ် ပုံစား အော်အဲစားစရာပြောရနော်ဟောအဲအကုန်စား စားစရာပြင်စားလို့ရတာဘာရှိသေးလဲရှင်းပြအောင်အဲ့ဒါသူနားလေ စားစရာပြင်စားလို့ရတဲ့ ဘာရှိလဲ ခေါင်းစားတာတော့ အော် တည်ရမလားသူများကိုဒီအသေးခွေးရတာတော့အသေးတွေလိုက်ခွေးရတော့ပါလေဒီကခေါင်းစားတဲ့တစ်မျိုးပဲလေနော် ဘာကစားရအောင်ဘာက ဘာက ဘာကရမ်းရောက်နေတယ်သူကခရီးအတော်ရောက်နေပြီ ခရီးစတော်ရောက်နေလို့ပဲတောင်ထက်ရောက်နေပြီကွာ ကိုရဒီဟာစားတော့ ဘယ်ဟာနေမှာလဲတောင်းနေတော့ကဲအယမ်းမြန်နေနော်အစားတလိုက် စ တော့ ကား အယမ်း ပြောကြတော့စကားပြော နေ နေတဲ့အချိန်မှာငါဟိုနဲ့နဲ့ပြောင်းသွား ဟူချိန်စားဟူချိန်စားနေတဲ့အချိန်မှာလည်းအယမ်းမြန်ပါသိရ ဟုတ်လား သမင်း ဟုတ်လားဟုတ်လားဟုတ်ကဲ့ ခွဲကြပြတဲ့အားရှိတယ်ခွဲအားရှိလား ရ ဘာကြီးတော့ တန်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  တိုင်းနေတာလေရှာ ဘာကာပဲမြစားမှာနော် ဘာက Happy birthday ပြောတာသိလား ဘာ ဟ ခါ မ်ဘာဂါပဲမြစားမှာနော် မလူစားဘူးကျေးမလူစားဘူး မရလဲ အများစားမဲ့ဟာတွေမစားဘူး အများစားပြီးသားမစား မစားဘူးရတယ်စိတ်ချလက်ချက်စား ဒါကိုကြောက်နေပြီဒါ ဘာရီရိုဘာရီရို တီတော့စမတီပဲ အုတ်ကြီးကိုခေါ်မရမယ် ဘာကလှေးတာ哦အတန်မျိုးစုံတယ် မဟုတ်ဘူးအားထေးရတယ်အားထေးရတယ်ဆိုတဲ့အထဲမှာကဘာလဲဆိုတော့အတန်နဲ့အားထေး အား မှာ ထက်ရင်အဲ့လိုမျိုးထွက်လာ ကြောက်လိုက်တာအားတယ်နဲ့ဒိုင်းနဲ့ထိုးတော့မယ် ငါကိတ်အောင်အာလူပဲစားတော့ ဒီတက်ကိတ်ချင်သေးရလားဒီတက်ကိတ်ချင်သေးရလားမေးပေးအောင် မေးပြီး စ တော့ မတို့လည်းချမ်းမအောင် မေးပြီးတော့ဘေးနေရာကြိတ်ချင်သေးလဲမေးပြီးတော့ ကိုဘယ်လိုစီကအယုံမတောင်လေအာလူထောက်ရစောက်တော့မသိဘူးကိတ်လိုက်လို့ကြည့်အောင် ကိတ်စူးရနဲ့ပြန်ဆိုင် ဟုတ်ဒီအမြတ်ကအစမကဲ့ဘူး စနေခွန်ချိုးပြီးမှခွန်ချိုးမှကြိတ်လာတာဘာမှတော့မသိဘူး စမ်းတီတော့စမ်းတီထည့်ထားရတယ် အစားမကိတ်ဘူး သူမြဝတ်တော့ဒါလိုအပ်လာတာဖို့ရအများကြီးထည့်ရတယ်လေနောက်ဆုံးသူကကိတ်ပါ တနာပါတယ်စက်တီလောက်စရာမလိုတော့ဘူးပေါ့ တိုင်းတရားမလို့တော့ဘူးက တိမ့်တယ်မလိုတော့ဘူး ကောင်းလိုက်တာ ကဲရော ဒီမဲဆုပ်ပြုတ်တော့ထိုင်ရည်ဖြစ်အောင်တောက်ကြပါအရင်ကောင်းတယ် မရရအောင်တောက်ကြပါကဲရောအဲ့လိုစားပြလိုက် ဟမ်အဲ့ရင်ပေးရတော့ ဒင်းအရင်ဦးချတာလေဒီမှာကြီးဆုံးလေကြီးဆုံးလေ ကြီးဆုံး လေကွက်တွေပြောတာဟာတော့သူ့မှာဟိုချင်းပြင်းနေမှာကသူတို့ရဲ့လေကွက်တွေကဟိုအရင်ကနေဟို9ဧက6ဧကနော်ဧက100ကျော်ရရှိရဲ့အဲ့ဒါကိုပြောချင်တာဟဲ့ ကလေးကဘာလျှောက်ပြောနေ မသိဘူးလေအကြီးဆုံးဆိုအဲ့ လေခွက်တီ အဲ့လိုပြောလိုက်တော့ဘာကရတောင်မှစမ်းဖို့မိွာ လေခွက်အရေးရပါလား ဒါကတည်းကအရင်ရောက်ပါ ဟုတ်ရဲ့လားပေါ့ပြန်စစ်စားပါတော့သူပြောတယ်ဘာမှဟုတ်လားသူငါလည်းကဘယ်တော့မြင်လိုက်တာလဲ ကဲဆုမြတ်ရဲ့တောင်းနှမ်း ဒါကပါရဲ့လား ပါတယ်ဟိုမှာဆုမြတ်ရဲ့တောင်းနှမ်းရောစားအဲ့လိုလေအဲ့ခိုက်ထိုး โอเคထိုးလိုက်ပြီ ကုစကုစ อืม
ဆောရတာကောင်းတယ် ဖမ်းချင်နေသားဆိုအခုရတာတကွာသည် ဒါသူရဲ့လက်ကွက်မှာကျင်တယ်ခွာဒီကိုကျင်တယ်လို့မြင်တာဆို စကတည်းကဖရဲသူလည်းသိမောသိပြောလို့ပြော မားနေတာလို့စတားရမ်းမား မအဲ့လိုမားချင်စိတ်များလို့နော် တချင်းဆိုပြိုင်ပွဲပါလေပြင်စင်တာလောက်တာနော်လေးယောက်မြောက်ပြိုင်ပွဲကိုဖြစ်ခေါ်ပါရောအခုဆက်လက်ပြီးတော့လေးယောက်မောက်ပြိုင်ပွဲလေးယောက်မောက်တယ်ပြိုင်ပွဲဝင်တနာပါတယ်ငါမောက်ခိုင်းနေသူမပြန်ရသေးဘူးမောက်ခိုင်းလေးယောက်မောက်တယ် အဲ့ပြမဟုတ်ရနိုင်ရလားမှတ်ပါစေ မောက် သူအဲ့လိုပဲမားနေကြမားချင်စိတ်များလို့လေမားချင်စောနဲ့မှားတာ အဲ့ဒီမှာတော့ရဲ့ cheese ဟို sauce ရဲ့ဟွာလေး အဲ့ကဲရှာနေ ဆောရတာသိကြတယ် ရှာနေ ဆောရတာသိကြလို့ဆောမီးရ ရှာ ဆောမီး နေ ရဆောမီးရ ရှာနေ ကင်မရာမန်မှာမပြောင်းပြင်တယ်ကင်မရာမန်မပြောင်းပြင်မပေါ် ကွယ်တာတမီး ရှာနေရတာဆိုအ ဆော ဆော မီးရလေ ကဲဆောမီးရာဒီတိုင်း အားကြည့်မယ် ဒီမှာဟာပြီးရမှာဆိုနည်းနည်းတော့ ဟာလေ မောင်ရင်အထက်ဟာ ရှင် နိုင် ဒီ တယ် လောက်ကျဲတာ မောင်ရင်အထက်ဟာနိုင်တယ် ရှင်ဒီလောက်ကျဲတာ မီးလေဒီတက်မလားအေးအောက်ပြောနည်းနည်းမောင်မ မောင်မကျဲလာတာသူဆက်လိုက်တာကွယ် မောင်မလေးဘယ်လောက်ကြီးကြီးဆက် ရပါရှောင်းပြောနေတော့ မောင်တော့ဘယ်လောက်ကြီးကြီးတစ်လုံးတောင်တခါတည်း အ ထေး ပြ လို့ စ် ရ ပါ တယ် ပါ လို့ နေပြီ ဟုတ်တယ်ရောက်ကုန်လေးခဏနဲ့မြည်ပြတ်တယ်နော် ဟာကြည့်ပါဦးကျဲမကျဲကြည့်လို့ရအောင် သိမကျဲသေးဘူးလေ ခဏလေးအခု ဟို တော့ လေဟိုလိုမျိုးလေဟာတာတယ်မှာလို့လေဟဲ့နင်ကကျဲလားဆိုလို့လေ ကျဲဒီမို့ပြောပြမယ်အခုနာစုမြက်ကဒါလေးကိုဘယ်လိုမီးလိုက်လဲဆိုတော့ရှားနေရက်ပြီးတော့မှနော်ကျွန်တော်ဘက်ကတဲကိုထိုးထည့်ပြီးတော့မှတခါတည်းမီးမှ နီး ပြီးတော့ ထုတ်ထွက်ချင်တာ ဟာစပီလာကြတယ် ဆုံးလေးတော့ဒီမှာ မမတော့ စောက်ကြပါဦး ကင်မရာထဲကပါနေရ ဟမ်ကင်မရာ အစင်လေးတွေ့သေးတယ်ဒီမှာကင်မရာရှိရောက်နေတယ်နဲ့ အော်မေ့ပါအောင်နော်စပီတော့မေ့ပါ ဟုတ်တယ်ပြချင်းအဲ့လိုလေးမြင်မှကောင်းတာနော် မြင်ကြည့် ဘယ်လိုလဲ ကျမရတာခက်တယ်လို့ရှိရင်ခံကြည့် အသေးကိုလေးရှာလေးနဲ့ဘယ်လိုလိုက် ထိုးတက်ပြီးတော့လို့လား မမကဲနော်ဒါတွေရဲ့နင်းချီယာတွေပါနင်းချီယာဟောင်းမျိုးဒီကနှစ်ယောက်ကလိုက်လာတာပါ အငယ်ပါနော် ဟောငယ်လားဟုတ်တယ်အသက်မှာတော့ငယ်ပါလေတခြားနေရာမှာကြည့်ရ ဒီစားတာမှတယောက်တာမှမရှာလို့မရသေးဘူးဖြစ်နေဟာ စီပိုင်ခင်းနာ စားတော့ဆိုင်စီရိုက် အခု single ပါ single ပါ single ပါ ယုံလားဒါရ single pro ဒါပေ မေး မဲ့ ပေးရော ဟိုက single အကျဲ single အကျဲ မြေကွက် ပါပဲ ပြောချင်တယ်မဟုတ် ကျောင်းဆရာပြရစားတော့ အခြေစွာနဲ့လည်းငါမြေကွက်ပဲမြင်ရမေးတာတမမကရဲ့လေဧကအဲ့လိုမျိုးတွေပြောချင် ဟို တာ ကဘောကြည့် ကဲဟပေးစားတော့မယ်ဘယ်လောက်တောင်ဟနိုင်လဲစားနိုင်လဲဆိုတော့ကြည့်ကြပါဦး ထည့်လိုက်ပါတော့ အစင်လေးခဏအစင်လေးဖြတ်လိုက်အောင်ဒီမှာဟမယ်လေစင်ရဲ့ကင်မရာထဲမှာတော့ဒီမတော့ပြစေပြီးမှတင်တော့ရအောင်ကဲစားတော့မယ် စမြတ်တော့တဲ့ဟာလေ သမီးကဒီမှာအဲ့ပဲရှိတယ် ပုံသွားပြီ အိုးကို ကောင်းလားကောင်းလားဘယ်လောက်ကျဲလဲတွေ့လား ကိုပိုက်တီးရဲ့အကျဲ ပြန်ထွက်လာအောင်မနော်အခုနဲ့ဝိုင်းတော့ပြန်ထွက်လာ ပြည့်ချစ်ပတ်တာနော် အရသာလေးပြောပြပါ ထွက်လာ အရသာလေးပြောပြ ည ပါ တော့မတိရကန်က ပြည့်မျိုး မြို့ပြည့်မျိုးပြည့်မြို့
ရေတောက်ရေတောက် မဟုတ်ဘူး ကြာအောင်လေရိုက်ချပေးတာ ဟောတကယ်တော့စရနေတာပါစအရင်အဲ့လိုပဲပေါ့နော်မထီမဲ့မြင်စတာမဟုတ်ပါတကယ်တော့မိအမေပေါ့နော်သူကတော့မိကေပေါ့ ရည်ရွယ်ပြီးစတာပါ အဲ့လို ရည်ရွယ်ချက်ရှိရှိနဲ့စနော် အသက်အားဖြင့်ဆိုလို့ရှိရင်အမေနဲ့သမီးလည်းကွာတာဆိုတော့ respect တော့ရှိတယ်ဒီပုံမှာလေဒါပေမဲ့ဟိုကစတာပေါ့နော်ကိုကတော့ ပြောလေပြန်ဖြေစေခုနစိတ်ထဲမှာဗါလဲအတွေးထဲမှာဝင်လာတာလေစိုင်းနဲ့ကွာပါဇက်ထဲမှာအပြည့်အဲ့မှာကောင်းတဲ့မှာပေါ်လာတာတကူကူမြတ်ဒီချိန်မှာဖြစ်ခဲ့ရင်ပေါ့စီးအောင်တိုင်းရောက်မှာပေါ့ဆိုတော့လူတွေကဘယ်လိုပြောကြမလဲဆိုတော့သူစားပြရင်နဲ့စီးအောင်ရောက်တာ အစား စားရင်နဲ့ စားပြရင်နဲ့စီးအောင်ရောက်တာ စားရင်နဲ့ ဒါမှလည်းမတူဘူးနော် ဘာမှမတူပါဘူး အမှောင်ထဲမှာစားရဟာနဲ့ဒီအလင်းအောက်မှာစားရဟာနည်းနည်းတော့ကွာနော် မိဖက်လိုက်လေအဲ့ဒါ နေမဲ့တော့တခါတည်းတစ်လုံးလုံးတခါလေးဝင်မှာ တခါလဲဝင်လာပေါ့အဲ့လိုကြဲရပေါ့ ကျဲရဲဆိုတော့သူကမသိဘူးကျဲရဲဆိုတော့ဆက်နာပဲ ဟာဘယ်လောက်ဝင်စက်သွားတာပေါ့ ဆက်သွားတယ်ကဲပြောပါဦး ဟိုကအရန်စားနေပြီကျမတို့ live မှဖြစ်တော့ ကျွန်တော်ရဲ့ဟွာရော ဘာ တောက်ဝိုင်းနေတောက်ပါโอเคအားလုံးကိုအားနာပါတယ်ဒါမဲ့ဒီညတော့စားပြရပါတယ်တောက်ပြရတယ်ဟပြီးရတယ် ဘာရင်တင်ဝိုင်း တင်းလို့လည်းရပြီလေ အမှန်မှန်ဆိုဒီ live ဒီ video မစခင်ခူးစားတာဘာလို့လဲကဲအဖျားပေါ်နေပြီပါတယ်မလားခူးစားတာခူး အဲ့ စား ကြော တာ င့် ဆိုတာ ကိုယ်နဲ့ကဘာမတင်းသေးဘူးငါမှလည်းတင်းနေပြီ ပြောမှဒီမှာ အများစားပြီးသားမကြိုက်လို့လေအဲ့ဒါကြောင့်အရင်ရင်စားပြအရင်ရင်စားတယ် ပေါ်နေပြီနော်အဲ့တော့ပြောတာခြေရမီလို့မရ ဟုတ် ဘူး ပါ ရမ်းမြန်တာကဲပြုကျုပ်မစင်စားနဲ့ ကေဒီ မိခင်ကတော့သူစားပြီးသားကိုပဲမြန်းကျွေးနေရော ဟုတ်တယ် သူ့ကိုကြော်ချင်လို့ဒီတစ်ခေါက်တော့မရအောင်ရင်စားလိုက်တယ် တော့သူစားပြီးမှကျွေးတာ စားပြီးမှကျွေးရလည်းမဟုတ်ပါဘူးစားမဟုတ်စားတဲ့အကြံအောင်နေတော့စားတာပါအဲ့ဒါပါမယ် နော်အော်ပါအဲ့အော်ပါ ကမ်ဘောဇာ ကိုဟုတ်ပြီလားနှုတ်ဆက်ကြမယ် သူပဲပြည့်ရတယ် ဘာပြရလဲလောက်ဆက်ကြမှာဒီမှာစားနေတော့စားလို့လည်းမဟုတ်သေးဘူးလောက်ဆက်ချင်မလောက်ဆက်ခိုင်းနေတာ ငါပဲရမ်းတင်းနေ ဆိုတော့ကလေးတွေစားတော့စား အဲ့ လိုက် ဒါဆုံးမမကရင်းဆုံး ရဆို လိုက်တင်တာနဲ့ ကြည့်ဆူရှီလက်တဲ့ပကံကိုဝိုင်း sorry နင်းနေဘာဖြစ်တာလဲ ဘာလဲဘာဖြစ်လဲ ဘာဖြစ်တာလဲပြောနေတာ ဘာဒီပြောနေတာ ညင်များစားမရှိမယ်အာမောင်လေးစားမောင်လေးစားမောင်လေးအားရ မေ ပါ း ရ စား စား မေးစားမေးရပါစား ဖွာကြီးစားဆိုတဲ့ချင်းကိုလည်းထုတ်ပေးပါဦးမိတ်ဆွေမှုမိနေတယ်အကောင်လုံးကချင်းမလေးတွေပါ ကျမလေးပါချင်းကလုံးလေးပါ ကျမချင်းသူပါ ချင်းကလုံးလေးဒါပေမဲ့ချင်းလေးလူတွေမျိုးချောရိုက်ပါတော့ ချင်းလေး ဒီမှာချင်းဖွားရတော့ချောတယ် ချင်းဖွာကြီးကအဲ့တော့ဒီမှာအဲ့မကြည့်သေးဘူးအဖိုင်းလို့မခွန်နဲ့ အော် အာနာကြ တုံးကြော်ပဲဖြစ်တယ် အေးဆမ်းမလား စတော့ဗီဒီယိုကြည့်ရလို့ရမှာက30ကျော်ပြီဆိုပြီးမကြိုက်ရဲနော်ကမဆက်ရှင်နဲ့ဆွဆွလေးပဲရှိတယ် အော်ဆက်ရှင်နဲ့လား ဆွဆွလေး 16နှစ်နောက်ပိုင်းလုံးဝအသက်မရှိတော့ဘူး စကောင်းနဲ့ဒါပေမဲ့နဲ့ဟောရင်းနေနော် တင်းရအောင် အဲ့လိုပါဘာပဲဖြစ်တယ်မလား experience များပြီဆိုတော့ experience များတယ်ဆိုတော့16နှစ်ဆို စားတောက်တာလည်းများနေပြီလေနော်အဲ့ဆိုတော့နေရုပ်က စုံနေပြီစားတော့လဲစုံ စောင့်နေပြီဆိုတော့ရုပ်ကပြောပါဦးစိတ်စိတ်ပြောပါဦးနော်ပြောလို့ရတယ် စိုက်ဆောင်ဆိုတာကဒီစားထားတဲ့အစားအသောက်ပေါ်မှာစိုက်ကိုပြောတာလေ
အာလူချောင်းကျော်ဆိုလဲအာလူချောင်းကျော်ဆိုလဲစိုက်ဆုံးဒီတခွားသီးဆိုရင် ခုနဘာကဆိုလဲစိုက်ကြီးပေါ့ စိုက်ဆုံးအဲ့လိုမျိုးပြောချင်တာတခြားဆိုင်နဲ့ဒီဆိုင်တွေကစိုက်မတူကြဘူးလေ ဩ စဉ်းစားလေတခွားသီးတောင်မှအကြီးနဲ့အသေးရှိတာကို အဲ့လိုရှိရ နော် တော်တရားပါတခွားသီးကဲ မမကပိတ်မတင်းစရာအကြောင်းမရှိရတော်စားတာတောက်တာဆိုတာ ပါတောက်လျှောက် ရှိပဲရပေးချက်ဟုတ်ပါတယ်တရားပဲ ဟုတ်ကဲ့ ရန်နေအတိုင်းဖောက်နေတာဆို ရုပ်ကြိုက်မယ်ရုပ်ကြိုက်ချင်တာ ဒီပေါ်ခွက်တောင်ရှိသွားပြီ ဟဲ့နေပထမတောက်တဲ့ဖြိုရောက်ပါလေဘာဖြိုရေးပင်ပိုသီးဖြိုရေးလေကိုမဖြေသီးဖြိုတောက်တာလေ အခုဆိုရင်မကရတော့လဲစားပြီးွားပြီဆို အဲ့ တော့ လည်းတင်းနေပြီပေါ့ အဲ့ နော် လည်းတင်းနေပြီဆိုတော့က ဒီလိုအစ်စ်လေးတွေတိုးထားလို့လာပြီးတော့စားတောက်နီးစမ်းကြည့်ကိုဖိတ်ခေါ်ခြင်းနဲ့ပြီးလို့ရှိရင်ဒီမှာအဓိကတော့ဓာတ်ပုံလှလှလေးရိုက်လို့ရတယ် decoration တွေလည်းအရမ်းမိုက်တယ် တော့ဟိုမှာ vice ကလို့ vibe ကလေးနော်အရမ်းမိုက်တယ် ချင်းတောင်ကိုရောက်သွားတယ်မျိုးခံစားရမှာပါအစာချင်းစားတော့လေးလဲလာစားရင်းနဲ့ဓာတ်ပုံလှလှလေးတွေလည်းရိုက်ရင်းနဲ့ပေါ့နော်အရန်ကိုတန်ပါတယ် ဟုတ်တယ်ဒီကဓာတ်ပုံရတာနဲ့တော့တန်နေပြီနော် ဟုတ်တယ် ဓာတ်ပုံလှလှလေးရိုက်ရတာလေးတွေတန်နေပြီ ကြည့်အေးတစ်ခွက်ပဲမှာလိုက်တဆိုင်လုံးဓာတ်ပုံပိုက်ရိုက် အကျဉ်း အကျန်ကောင်းတယ်နော်အကျန်ကောင်းတယ်နော် စာရှင်ဝိုင်းရတော့ကျမတို့ချိန်စမ်းနေတော့မှာပဲ ဆန်ရှင်ကဘာလို့လဲဖွား စာ ရ ရှင် ဖွား ဝိုင်း ရ ရတော့ကြောက်တော့ဖွားရတော့ပေါ့နော်ကျမတို့ချိန်စမ်းနေတော့မှာပဲ ကဲပါအ ဟုတ် စ ကဲ့ ရင် ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်အဲ့တော့အိတ်ချ ကြည့် လာ ပေးကြတဲ့ ကျေးဇူးကြတဲ့ အားလုံးကျေးဇူးများ တတိတာကင်းဆိုင်ကိုလာ